ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ထွန်းထွန်းပါခင်ဗျာဒီနေ့ကျွန်တော်အိမ်မှာရှိရစပိန်နေရောင်းမိမယ်ခင်ဗျာနော်အဓိကကျွန်တော်မိတ်ဆွေကိုလင်းလင်းဆင်ပေးထားတဲ့ဘိန်းတွေပါခင်ဗျာဘိန်းကဘာဘိန်းရှိမလဲဆိုတော့ air bike ရှိမယ်ပြီးရင် free loan တစ်စီးရှိမယ်ခင်ဗျာတခါလေးပြပြီမယ်ခင်ဗျာနော်စင်နာတာကတော့နှစ်ပတ်နီးပါးလောက်တော့ရှိပြီခင်ဗျာနော်ကျွန်တော်ဈေးနှုန်းလေးပါတခါလေးပွင့်နေပြပြမယ်ပထီဆိုရင်လည်းအသစ်တင်နဲ့အကုန်လုံးရမယ်ခင်ဗျာနော်အဲ့တော့စိတ်ဝင်စားရတယ်ဆိုရင်လိုက်ကြည့်ကြပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ဆိုင်ရတော့ရန်ကုန်အရှိတကုံ9ရက်ကွယ်ပထမလဲဘာမှတ်တိုင်နေလဲဆိုတော့ခွန်ရှင်လန်းတော့မှတ်တိုင်နေနေပါတယ်ခင်ဗျာเนาะအဲ့တော့ကျွန်တော်စပိန် condition လေးတွေကိုပြပေးပါမယ်ခင်ဗျာအခုအမြင်တိုင်းပဲဘာမှရေလဲမစေးတော့ဘူးဘာမှမလုပ်တာဘူးခင်ဗျာเนาะဟုတ်ကဲ့ပါပထရီကလုံးဝ new set နဲ့ပဲရမယ်ခင်ဗျာเนาะကျွန်တော်ပထရီကိုဆဲအဟောင်းတွေလုံးဝမသုံးတာပါဘူးခင်ဗျာအဲ့တော့ကျွန်တော်တစ်ချက်ပြပေးပါမယ်ဒါဆိုရင်ကျွန်တော်တို့ free loan နဲ့ပါခင်ဗျာเนาะfree loan နဲ့ shape brake က drum brake နဲ့ခင်ဗျာဒါအထဲဝင်နေလို့သူက48ဘိုး20ရဲ့ဒီကောင်က21သိန်းနဲ့ရမယ်ခင်ဗျာလည်းအစ်စ်ပဲခင်ဗျာနော်ဒါကျွန်တော်နဲပါထုတ်စီးပြီးတော့လုံးဝဒီတိုင်းထားရလို့ဒီမှာသဲလေးကက်နေရပါခင်ဗျာဒီမှာအားနဲ့ချက်တွေပါတစ်ခါလေးပြပြမယ်ချိန်မုံမပါဘူးခင်ဗျာနော်ချိန်မုံတွေပါကိုယ်ပိုင်ပြန်တက်ရမယ်ဒါပေမဲ့ frame ရတော့မိုက်တယ်ရှေ့မှာရှော့ပါဖောက်ပါတယ်ခင်ဗျာ brake ကလည်း drum brake နဲ့ခင်ဗျာနော်โอเคပါဒီမှာဒါအထဲရောက်နေလို့မြင်ရမလားတော့မသိဘူးခင်ဗျာဒီမှာနော်ရှော့ပါပါမယ် drum brake နဲ့အဆိုင်မှာကိုယ်တိုင်ကိုကြလာကြည့်ခြင်းနဲ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုဘက်ထရီဘိုးကတော့40ဘိုးရှိပါတယ်ခင်ဗျာဒီတိုင်းလေးပါခင်ဗျာနော်ဒါကကျွန်တော်21သိန်းနဲ့ရောင်းပေးမယ်ခင်ဗျာနော်မော်တာလုံးဝအသစ်ဖြစ်ရမယ်အာမခံတယ်ဝယ်ပြီးလို့တပတ်တွင်အဲရာပါရင်ငွေအပြည့်ပြန်ရမ်းပေးတယ်ခင်ဗျာနော်ပြီးွားရင်ဒီဘိန်းလေးကတော့ကျွန်တော်တို့ air bike ဘိန်းလေးဖြစ်ပါတယ်ခင်ဗျာ air bike ကတော့36ကို20အင်းနဲ့ရမယ်ခင်ဗျာရောင်းသေးလေးက18သိန်းပါခင်ဗျာနော်ဘာလို့ပြန်ရောင်းလဲဆိုတော့အိမ်မှာစပိန်စီးတဲ့လူကကျွန်တော်တယောက်ပဲရှိတယ်စပိန်တွေက9သီးလောက်ဖြစ်နေတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါအဲ့တော့ပြန်ရောင်းတာပါဘာအေရာမှလည်းမပါဘူးခင်ဗျာအဲ့ရဲ့ဟာလေးကိုပြန်ပြရမယ်နော်မိုးတိတ်သွားတာဖြစ်တဲ့အတွက်ဒါက air bike ရဲ့အခြေအနေလေးပါခင်ဗျာနော်တာယာလေးဆိုရင်လည်းအားလုံးရှိမယ်ခင်ဗျာခုနက22သိန်းဘိန်းမှလည်းတာယာကျုပ်အကုန်လုံးအစ်စ်တွေယူရခင်ဗျာနော်ဒါပေမဲ့ဒီမှာအားနေချက်ကသူက shape brake ကတုံး brake ဖြစ်သွားမယ်နော်ဒီ head brake တို့ ball brake တို့ဆိုရင်တော့ပို့ပြီးတော့ကောင်းတယ်ခင်ဗျာ condition ကဒီအခြေအနေလေးအတိုင်းပါပဲဘက်ထရီလုံးဝအသစ်ဖြစ်ရမယ်မော်တာအတန်လုံးဝမထွက်ရဘူးခင်ဗျာနော်ပြင်ထားတာဆင်ထားတာဘာမှမရှိပါဘူးခင်ဗျာတန်ကြီးလေးတော့နည်းနည်းပါနိုင်တယ်ခင်ဗျာနော်ဘာမှမလုပ်ထားပါဘူးဒီအမြင်တိုင်းပဲကျွန်တော်ဒီ air bike မှာ M lever နဲ့လုပ်ထားတယ်ခင်ဗျ NFC ကတ်နဲ့ပေါ့နော်ဒီတော့မပါတော့ကတ်လေးဖွင့်မှတော့ပွင့်ပါခင်ဗျကတ်နဲ့ဖွင့်ရတာပါ home me ပါမယ်ဒီ air bike မှာကြတော့ကျွန်တော်တို့နောက်မီးကဒီသေးသေးလေးပဲပါတော့မယ်ခင်ဗျနော်ဒီကောင်မှာကျတော့နောက်မီးအကြီးဖြစ်ပါမယ်ဟုတ်ကဲ့ပါဒါကအသေးစိတ်လေးပြပေးတာပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ